လုံးသားမှာခန်းစားချက်တို့ရှိပြီးကိုယ်ရှူအိမ်ဆန်းငွေမင်းသမီးရင်နာစရာအဖြစ်ဆိုးကလေးနောက်မှဝင်ရာယူပြီးပြန်